သူကတော့ KCB ရိုဟန်မှာရိုဟန်ဆိုတဲ့နာမည်ကလည်းသူ့မိဘတွေကအမြတ်တုံးနဲ့ပေးခဲ့တာဖြစ်ပါတယ်ဇာတိကဂျပန်ကဖြစ်ပြီးတော့မန်ဂါ artist တယောက်ပါတိတ်ပြီးမထင်ရှားတဲ့စွမ်းတချို့လည်းရှိပြီးတော့လူတွေကိုလည်းအဲ့ဒီစွမ်းရည်ကားတွေမှာတဆင့်သူတို့ရဲ့ဘွားတစ်ခုလုံးအကြောင်းကိုလိုအပ်ချက်မရှိဘဲနဲ့စာအုပ်တစ်အုပ်လိုဖတ်လို့ရပါတယ်စာဖတ်သူတွေအနေနဲ့ကတော့ဖြူမဲမှန်ကားတွေကိုပဲဖတ်နေကြတာညင်းငွေ့နေလာရောပေါ့ဒီလိုမေးမိတာကိုခွင့်လို့ပါအလင်းဆိုတဲ့အရာစတင်ပေါ်လာကြတဲ့ကအမှောင်ဆိုတာကိုလူတွေကနားလည်လာခဲ့ကြတယ်ပြီးတော့လည်းအမှောင်ဆုံးသောအရာတွေဆိုတာကတကယ်လည်းရှိခဲ့ပါတယ်ဒါကိုလွန်ခဲ့တဲ့စက်တင်ဘာလတုန်းကလည်းပထမဆုံးသောကြုံခဲ့ရတာပဲဒီအကြောင်းအရာတွေကိုမျှဝေပြစေအဲ့ဒီချိန်တုန်းကသွားခဲ့တဲ့ခရီးစဉ်ကနေထူးထူးဆန်းဆန်းပဲလူလေးယောက်ပျောက်သွားတဲ့မှုစီကိုငါးပါးဝင်ပါမိသွားတယ်ဂျပန်မျိုးသမီးတစ်ယောက်ပြင်သစ်နိုင်ငံသားတဦးပြီးတော့ပြင်သစ်နိုင်ငံသားမိသက်သမား2ယောက်အဲ့ဒီလူလေးယောက်စလုံးကလူဖာပြတိုက်ထက်ကအာရှနိုင်ငံသားတွေရဲ့အမှုပညာလက်ရာခြေချေးမှုတွေကိုပြသလာတဲ့ခန်းထဲမှာပျောက်ကွယ်သွားကြတာအာနာပါတီကလည်းအခုချိန်ထိကိုဆက်လက်ရှာဖွေနေစေဆိုပေမဲ့လည်းငါမေးချင်တဲ့တခုကအဲ့လူတွေကဘယ်ကိုပျောက်ကွယ်သွားတာလဲဆိုတာပဲဒီအဖြစ်အပျက်တွေကတော့ဂျပန်နိုင်ငံကနေစတင်ခဲ့တာအဲ့ဒီတော့ကငါအသက်က18နှစ်ပဲရှိသေးတယ်ငါရဲ့အမေဘက်ကအဖွားကတော့မိုရီယိုမျိုးရဲ့ SCD လို့နေရာမျိုးမှာအိတ်ခန်းဆောင်ဖွင့်ထားတဲ့သူဖြစ်ပါတယ်ဖွားပြသူဆုံးပြီးတဲ့နောက်မှာတော့ဖွားလေးကပဲအဲ့ဒီအိတ်ခန်းဆောင်ကိုပိတ်ပြီးတော့ခန်းတွေကိုတစ်နှစ်စာလုံးကိုအိမ်ငါးတင်ပြလိုက်တယ်ငါចောင်းသားပဲရှိပါသေးတယ်လူရည်ဒီចောင်းမရက်လေးပန်းဖြေဖို့အတွက်ဖွားစီကိုလေလာခဲ့တာပေါ့အဖွားရဲ့ဆောင်ကလည်းပူတာနဲ့ဆိုအတော်ဝေးတဲ့တဲမှာပါတယ်ဒါပေမဲ့လည်းလာရချိုးနဲ့ပါတယ်ခြံထဲကဘယ်နေရာတိုင်းကိုကြည့်လိုက်တာယာနေပြီးတော့ရေကူစမ်းတော်မှာရှိသေးတယ်တဘာဝရဲ့လှတရားကိုထိမ့်သိမ်းမှုစီကတ်တချို့တော့ချမှတ်ထားရတာပေါ့အဲ့လိုနဲ့ပဲရိုဟန်ကတော့ဖွားဖြစ်သူရဲ့ခြံထဲကိုရောက်လာတဲ့အချိန်မှာဖက်နှက်ချွတ်မှာမျိုးသမီးတို့ရဲ့ထောက်ဖက်နှက်တစ်စုံရှိနေတာကိုသတိထားမိလိုက်ပါတယ်သူမကိုကြည့်ရတာဆောင်းလာနေတဲ့သူဖြစ်လောက်ပြီးတော့ဒီအရင်စီကတ်တွေကိုလိုက်နာမယ်လို့ခရီးပေးပြီးတန်နဲ့ပဲဖွားနဲ့အတူပေါ်တက်ကိုတက်သွားပါတယ်နောက်နေ့ရောက်တော့ကောင်မလေးဝတ်လင်းနေတဲ့ခန်းလေးကိုရိုဟန်ကအခန်းမဝင်ပြီးသွားပါတယ်အဲ့ဒါနဲ့ပဲရိုဟန်ကလည်းတောင်းပန်လိုက်ရပြီးတော့သူမကိုလည်းစတင်သတိထားမိလာခဲ့ပါတယ်တကယ်တော့ရိုဟန်ကရေချိုးကတော့မှုခန်းလိုက်ရှာနေတာဖြစ်ပြီးတော့သူ့ဖွားရဲ့ကြားနဲ့မနဲ့ခွဲထားတဲ့သတိပေးစာကိုတိကျနားမလဲလို့အခုလိုပြောခန်းမဝင်မိတာဖြစ်ပါတယ်ခဏကြာမှာတော့ကောင်မလေးကလည်းပြန်ထွက်လာပြီးတော့ရိုဟန်ကိုတော့မှမျက်တချင်းမဆိုင်ရတော့ဘဲနဲ့ထွက်ပြေးသွားခဲ့ပါတယ်နေ့လယ်လောက်ကြာတော့ရိုဟန်ကိုသူ့ဖွားကအိမ်သားမှာဆက်လေးတောင်းနေတဲ့မိန်းကလေးကိုပြတွေးမိတယ်ဆိုရင်ချက်ချင်းလာပြောဖို့မှနေပါတယ်အိမ်မှာမိန်းကလေးဆိုလို့ဆောင်းလာနေတဲ့သူပဲရှိတာဖြစ်လို့သူမကိုသတိထားဖို့မှားလိုက်ပြီးတော့သူမနာမည်ကလည်းနာနာဆယ်ဖူဂျီကိုရာလို့ပါသတိပေးလိုက်ပါတယ်သူမကလက်ထပ်ထားတဲ့သူဖြစ်ပြီးတော့အခုတော့ကြက်တဲနေတဲ့ချီနီချောင်းမလို့မကြခင်မှာကွာရှင်းရတော့မှာပါပြီးတော့သူမရဲ့အသက်ကလည်း22နှစ်ပဲရှိပါသေးတယ်ရိုဟန်ကတော့ကောင်းကင်မှာပြန်တန်းနေတဲ့ငှက်တွေရဲ့ပုံကိုခြာဆွဲနေပြီးတော့တဘာဝရဲ့အလှကိုခန်းစားနေတော့မှပဲအပေါ်တက်မှာအိုလန်းနေတဲ့နာနာဆယ်ကိုမြင်လိုက်ရပါတယ်အလှအပဆိုခန်းစားတဲ့ရိုဟန်ကလည်းနာနာဆယ်ရဲ့ရေဆိုနေတဲ့အလှကိုမြင်လိုက်တာနဲ့ပဲချက်ချင်းပဲသူ့ရဲ့စာမျက်နှာမှာခြာဆွဲလိုက်ပါတယ်စိတ်တချို့ပဲဆွဲလိုက်ရပြီးတော့သူပြန်ကြည့်လိုက်တဲ့ချိန်မှာတော့နာနာဆယ်ကမရှိတော့ပါဘူးသူမကရိုဟန်ရဲ့နောက်ကိုရောက်လာတာဖြစ်ပြီးတော့ဘာဖြစ်လို့ကျမပုံတွေကိုကိုးဆွဲနေတာလဲလို့ပြောကရိုဟန်ရဲ့စာမျက်နှာတွေကိုလူယူလိုက်ပါတယ်အဲ့ဒါကြောင့်ပဲသူမလည်းရိုဟန်ကိုမန်ဂါဆရာမဲသိလိုက်ရပြီးတော့သူမကိုခွင့်မတောင်းမနဲ့ပုံဆွဲမိခဲ့တဲ့အတွက်လည်းရိုဟန်ကတောင်းပန်လိုက်ရပါတယ်ရှစ်ရက်ဒီတုန်းကအက်ဒီတာကငါဆွဲထားဖို့တဲ့မိန်းကလေးပုံကဆွဲဆောင်မှုသိမရှိဘူးလို့ပြောခဲ့တယ်ငါရဲ့ဇာတ်လမ်းထဲမှာတော့မိန်းကလေးကမပါပါဘူးအဲ့ဒါကြောင့်မလို့မိန်းမတွေရဲ့ပုံကိုမဆွဲရတဲ့ကိစ္စမရှိဘူးလေအဲ့ခွေးသလိဆန်ဆွဲတဲ့မန်ဂါရဲ့မျက်နှာဖုံးမှာတော့နည်းနည်းကိတ်တဲ့မိန်းမတစ်ယောက်ရဲ့ပုံပါနေပြီးတော့ရှောင်းရတတ်ဖို့အတွက်အဲ့ဒါကိုတောင်းချခဲ့တယ်သူလည်း professional တစ်ယောက်ပဲအဲ့တော့သူပြောတာကိုငါလက်ခံရမှာပေါ့မင်းရဲ့ပုံကိုအတိမပေးဘဲနဲ့ဆွဲခဲ့မိတာအတွက်လည်းနှူးညွတ်တောင်းပန်ပါတယ်ဒါဆိုရှင်ကမန်ဂါနဲ့ပဲအသက်ဝေးဝမ်းကြောင်းပြုတ်နေရတာလားမိမိနဲ့ဘေးကုန်းကရန်ကို private ဆန်နေပြီနော်ငါမန်ဂါနဲ့ပတ်သက်ပြီးတော့ဘာမှနားမလည်ဘူးဒါပေမဲ့လည်းရှင်စောထားတဲ့ပုံတွေကတော့အသက်ဝင်နေကျမရှင်းရဲ့မန်ဂါကိုဖတ်ကြည့်ချင်ပါသေးတယ်ပြီးသွားပြီဆိုရင်ကျမကိုလာပြောပေါ့အဲ့လိုနဲ့ပဲရိုဟန်ဟာနာနာဆဲနဲ့ပထမဆုံးချိန်စကားစမိစပြောပြသွားပါတယ်ခဏကြာမှာတော့အင်ကြီးလဲပြီးသွားတဲ့နာနာဆဲကရိုဟန်စီကနေမန်ဂါတွေကိုစပြီးတော့တောင်းကြည့်လာပါတယ်ရိုဟန်ကတော့ချောမသက်ရသေးလို့မပေးဘူးလို့ပြောပါတယ်နာနာဆဲကလည်းရိုဟန်ရဲ့ file ကိုလူယူသွားပြီးတော့သူမရဲ့ခန်းထဲကိုလာဖို့ရိုဟန်ကိုဖိတ်လိုက်ပါတယ်အဲ့ချိန်မှာရိုဟန်ကလည်းဝင်သွားဖို့လုံးလိုက်တဲ့အခါမှာတော့ချိန်မှာချိတ်ထားတဲ့ဆောနာကသူမဝတ်ထားတဲ့ရီဆိုနေတဲ့ dress နဲ့တူသူ့ကိုလာထိုင်ဖို့တင်းခေါ်နေတဲ့နာနာဆဲကိုမြင်လိုက်ရပါတယ်ယောက်ျားလေးဖို့မသိတော့လို့ရိုဟန်ကလည်းထားပြမဲ့လို့မှနာနာဆဲကလက်ကိုလမ်းဆွဲလိုက်ပါတယ်ကျမရှင်းကိုတခုခုလုပ်ဖို့ကြံနေတာမဟုတ်ပါဘူးဒီတိုင်းပဲရှင်းရေးထားတဲ့မန်ဂါလက်ရလေးတွေကိုကြည့်ကြည့်ရုံပါဒီလက်ရတွေကရန်ဝတ်တောက်ဝင်လုံးနဲ့ဒါနဲ့ရှင်ဒီကဘာထဲမှာအမဲအောင်ဖြစ်ဆုံးဆေးဆိုတာကိုရောသိလားမိုနာလီဇာပကြီးကရန်လာလို့ကဘာကျော်ပြီးတော့လူတိုင်းကစိတ်ဝင်စားကြတာကိုသိတယ်မလားဒါပေမဲ့အဲ့ဒီပကြီးကမှတုံးထားတဲ့ဆေးကမိုနာလီဇာလိုမျိုးအလှနဲ့ဆန့်ကျင်ဘက်ပဲမကောင်းတဲ့ချက်သားမှုတစ်ခုပါဝင်နေတယ်အဲ့ဒီပကြီးကပဲရစ်မြို့ရဲ့လိုဗာပြတိုက်မှာရှိနေတယ်ကျမငယ်ငယ်တုန်းကတွေ့ခဲ့ဖို့လို့ပါကျမတို့ဇာတိမျိုးကမြေရှင်တဦးကသူ့ရဲ့လက်ဝဲနောက်ဖက်မှာအဲ့ဒီပကြီးကားကိုတွေ့လိုက်တယ်ပြီးတော့လိုဗာပြတိုက်ကအမှုပညာစုဆောင်းတဲ့ဖွဲ့ကလူတဦးကဒီပကြီးကားကိုပြတိုက်စီကိုပို့ပေးခဲ့တယ်ဒါဆိုမင်းပြောချင်တာကအဲ့ဒီပကြီးကားကိုဂျပန်လူမျိုးကယူဆထားခဲ့တာပေါ့ဟုတ်တယ်အဲ့ဒီပကြီးဆရာရဲ့နာမည်ကနီဆဲမွန်ရှာမာမူရူပဲခမန်းကြီးပြောရမယ်ဆိုရင်တော့လုံခဲ့တဲ့နှစ်ပေါင်း300လောက်ကနီဆဲမွန်တယောက်ကဘသူမှစိတ်မဆက်ဖို့တဲ့အနက်ရောင်ကာလာတစ်မျိုးကိုဆက်ပြီးသွားတယ်အဲ့ဒီကြောင့်ကိုသူခုတ်နေတဲ့တပ်ပင်ရဲ့ပင်စီကနေရလာတာဖြစ်ပြီးတော့နောက်တော့သူ့ရဲ့ပကြီးကားမှာခြေသားခဲ့တယ်အဲ့ဒီတပ်ပင်ကြီးကတော့နှစ်ပေါင်း1000လောက်တတိုင်းရှိနေပြီးတော့အကြခင်မှာသူလည်းရှေးအောင်တပ်ပင်ကိုတွားခုတ်မိလို့အာနာပါနေရဲ့ကွမျက်တာကိုခံလိုက်ရတာပေါ့လူတွေကလည်းနီဆဲမွန်ပိုက်ဆက်သမျှအားလုံးကိုဖျက်ဆီးခဲ့ကြပေမဲ့လည်းသူဆွဲရတဲ့ပကြီးကားတစ်ချက်ကိုတော့ချန်ထားခဲ့ကြတယ်နောက်တော့လူဖာကလူတွေကလာဝယ်သွားကြတာပေါ့
ကျမတေချာမြင်ခဲ့ရတယ်အဲ့ဒီပကြီးကားထဲမှာနှက်မောင်ပြီးတော့တာမန်မဟုတ်တဲ့ရှာတစ်ခုရှိနေတယ်အဲ့ဒါနဲ့မင်းပြောတဲ့မကောင်းတဲ့ချက်သားမှုဆိုတော့ကဘာဆိုင်နေလို့လဲအဲ့ဒါကမိုးချုံနေပြီပဲရှင်လဲပြန်တော့လေဘန်ကလဲရတွေကိုပြတ်တာပေးတာတကယ်ကျေးဇူးတင်ပါတယ်ဖုန်းလာနေလို့ကျမဖုန်းကင်လိုက်အောင်မယ်အဲ့ဒါလည်းပဲရိုဟန်ကလည်းဖေးသီးတွေနဲ့ပဲနနာဆဲရဲ့ခန်းထဲကနေပြန်ထွက်လာခဲ့ရပါတယ်ဒါပေမဲ့လည်းအခန်းမြင့်ကနေသူမရဲ့စကားသံတွေကိုတော့ခုနထောင်နေခဲ့ပါတယ်ငိုတန်တွေကိုကြားရတော့သူမကိုစင်ပြေလာလို့လာမေးတဲ့ချိန်မှာတော့နနာဆဲကသူမကိုထပ်ပြီးတော့ချောင်းနေတယ်လို့စိတ်တူသွားပါတယ်မျက်ရည်ဝဲလင်းနေပဲရိုဟန်ကိုဝင်တက်ပြီးတော့အောက်ထပ်ကိုပြေးဆင်းသွားခဲ့ပါတယ်တချို့လည်းပဲသူမလည်းချန်ပီယံကိုထွက်ပြေးသွားပြီးတော့ဖုန်းထဲကလူတယောက်ကသူမကိုတနေရာလာခဲ့ဖို့ချိန်လိုက်ပုံချပါတယ်အဲ့ဒီညမှာပဲနနာဆဲကလုံးဝကိုပျောက်ကွယ်သွားပါတော့တယ်သူမဘာဖြစ်သွားတာလဲပြီးတော့မပျောက်ကွယ်သွားခင်ကပြောခဲ့တဲ့စကားတွေရောဘာတွေလဲစရိုက်စဉ်းစားနေပေမဲ့လည်းဖြေထွက်မလာခဲ့ပါဘူးနောက်တစ်ပတ်လောက်ရောက်တော့မှသူမပြန်ပေါ်လာခဲ့တယ်နနာဆဲနင်ဒီမှာရှိနေတာလားနနာဆဲကဘာမှမပြောဘဲနဲ့အချင်းဆုံးရိုဟန်ကိုပြေးဖက်လိုက်ပါတယ်ရိုဟန်လည်းလဲကျသွားပြီးတော့ငိုနေတဲ့မိန်းကလေးတယောက်ရဲ့လိုရက်ကိုတော့ဘွေမယူခဲ့ပါဘူးသူမရဲ့မျက်ရည်တွေကတန့်ရှင်းပါတယ်ဒါပေမဲ့ဘာဖြစ်လို့ငိုရတာလဲအရန်သိရင်စိတ်ပြင်းပြနေပြီငါကိုကြီးပေးပါမယ်မင်းဘယ်မှသွားစရာမလိုပါဘူးဒီမှာပဲနေပါမင်းကြောက်နေတဲ့ယာမန်ပြားစီကနေငါကာကွယ်ပေးပါမယ်နန်းတော်မယ်လို့ထင်ရတဲ့ချိန်ဒီမှာရုပ်တရက်ပဲ Heaven တော့ကိုတုံးလိုက်ပြီးတော့နနာဆဲရဲ့ဘွားအကြောင်းကိုဖတ်ဖို့လုပ်ပါတယ်ဒါပေမဲ့လည်းမျက်ရည်ကျနေတဲ့မိန်းကလေးတယောက်ရဲ့ကိုရိုးကိုတာကိုချိုးပေါင်းမိသလိုဖြစ်နေလို့ရိုဟန်ကလည်းဆက်မဖတ်တော့ပါဘူးပြီးတော့သူမအမို့တိတ်အောင်လို့မန်ကလဲရည်ပါတဲ့စာပုံကိုပေးဖတ်လိုက်ပါတယ်ဇလန်ထဲကမိန်းကလေးကသူ့ကိုယ်တိုင်ဖြစ်နေလို့နနာဆဲကလည်းဘာဖြစ်လို့သူ့ကိုမန်ကတဲ့ကိုထင်းရတာလဲလို့မေးလိုက်ပါတယ်ပြီးတော့လည်းရိုဟန်ရဲ့စာမျက်နှာတွေအားလုံးကိုဆွဲဖြတ်ပစ်လိုက်ပြီးတော့နောက်တစ်ချိန်ထပ်မှုနေခဲ့ပါတယ်အကြောင်းပြချက်မရှိဘဲနဲ့သူမကနောက်တစ်ချိန်ထွက်ပြေးသွားခဲ့ပြီးတော့ဒီစာကိုလည်းလုံးဝပြန်မလာတော့ပါဘူးမကြခင်မှာလူရည်တီကလည်းပြီးဆုံးသွားပါတော့တယ်ခီရှိဘီရိုဟန်ကလည်းဘန်ကာဆီယာနေနဲ့လှုပ်ထဲကိုစိတ်နစ်ထားခဲ့တာ10နှစ်ဆိုတဲ့ချိန်ကဘလို့ပေါ်သွားမှတော့မသိတော့ပါဘူးတရက်ကြတော့ငဘောတုံနဲ့ပေါင်းမိရကနေမိုနာလီဇာအကြောင်းကိုပြောနေကြလို့ထူးဆန်းတဲ့ချက်သားမှုတွေပါဝင်နေတဲ့ပကြီးပြကန်းအကြောင်းကိုပြန်မှတ်ရသွားပါတယ်အဲ့ဒါနဲ့ပဲလူဖာပြတဲ့ကိုသွားဖို့အကြောင်းဖန်လာခဲ့တာပေါ့ငါအင်တာနက်ကနေရေစုံစမ်းတယ်ဒီပြကန်းကပြင်သစ်မှာရှိနေတာပဲငါတေချာပါအဲ့ဒီပကြီးကားကိုမြင်ရမှဖြစ်မယ်အဲ့လိုနဲ့ပဲပြင်သစ်ကိုခီးတစ်ခုအနေနဲ့စတင်ခဲ့ရတာပေါ့ပြတဲ့ကိုသွားတဲ့လမ်းမှာလည်းရိုဟန်မိုတီရဲ့လူတွေလည်းရှိနေကြပါတယ်ဘန်ကာဆီယာအဖြစ်နဲ့တော်တော်ကိုနာမည်ရနေပါပြီဒါပေမဲ့လည်းဖိတ်ဖန်နေဖြစ်နေလို့အော်တိုတော်မထိုးပေးပဲနဲ့လက်ထွက်လာခဲ့ပါတယ်ခါကိုပဲပြောသလိုမျိုးပဲမင်းကငါးဖန်စစ်ဆိုရင်ငါတချင်းဘယ်နှပုတ်နားထောင်ဖို့လဲဆိုပြီးတော့မေးသလိုမျိုးပဲအခုလည်းရိုဟန်ကအဲ့လိုမျိုးလုပ်သွားတာပါနောက်တော့ပြတိုင်းမှာတာဝန်ကျတဲ့လိုကိုချီဆိုတဲ့မျိုးသမီးလေးနဲ့တွေ့ခဲ့ပါတယ်ရိုဟန်ကဒီပြတိုင်းကနေပကြီးကားတစ်ချက်ကိုကြည့်နေလို့တောင်းဆိုလိုက်တဲ့အချိန်မှာတော့ကောင်မလေးကလိုက်ပြပြီးတော့မှဖြစ်ပါတယ်ရိုဆက်ရှင်ကိုရောက်တော့ပကြီးစရာရဲ့နာမည်အတိုင်းသူ့ရဲ့လက်ရကရှိသေးလားမရှိတော့ဘူးလားဆိုတော့ကိုအရင်ဆုံးစစ်ဆေးပါတယ်ကံကောင်းသွားတယ်ပဲဒီစင်ဝင်ရဲ့ပကြီးကားတစ်ချက်ကရှိနေပါသေးတယ်ကားချဲရဲ့နာမည်ကတော့အန်နာသမွန်လို့ခေါ်ပြီးတော့လွန်ခဲ့တဲ့နှစ်20ခန်းကဂျပန်ကနေတည်ဆောင်လာခဲ့တာပဲလို့ဆိုပါတယ်ဒါပေမဲ့လည်းထိုကားချက်ကိုတော့ပြသပွဲမရှိဘူးလို့ကောင်မလေးကပြောတော့ရိုဟန်ကလက်မခံပါဘူးဂျပန်ကနေတကူတကလာပြီးကမှမကြည့်လိုက်ရဘူးဆိုရင်အများကြီးတင်းနာလာကြောင်းမလို့သက်ဆိုင်ရာကိုခွင့်တောင်းပြီးတော့ကြည့်ပြရစီလို့ပြောပါတယ်ဒါပေမဲ့လည်းခွင့်ပြုချက်ရဖို့ဆိုရင်ကြားအောင်မှဖြစ်လို့ကောင်မလေးကလက်မခံပါဘူးဒါဆိုလည်းအဲ့ဒီကားချက်ကိုရိုက်ထားတဲ့တပုံကိုပဲပြပေးပါလို့ပြောတော့ကောင်မလေးက Friday တဲကနေတစ်ဆင့်လန်လောရှာကြည့်ပါတယ်ဒါပေမဲ့လည်းအနာသမုံဆိုတဲ့ပကြီးကားချက်ကစတိုကန်စီ30မှာရှိနေတာဖြစ်ပြီးတော့တပ်ပုံဖိုင်ကလည်းပွင့်မလာခဲ့ပါဘူးအဲ့ဒါကြောင့်မလို့ကောင်မလေးကပြတဲ့ကအရာရှိတွေနဲ့ဖုန်းပြောလို့ပြီးမှတော့သက်ဆိုင်ရာကနာမည်ကျော် KCB ရူရန်ကိုတောင်းခွင့်ပြုလိုက်ပါတယ်ပကြီးကားကြည့်ဖို့အချိန်9မိနစ်ပဲခွင့်ပြုပေးတာဖြစ်ပြီးတော့သူမနဲ့အတူမိသက်သမား2ယောက်ပါအဆောင်အနေနဲ့လိုက်လာပေးမှဖြစ်ပါတယ်ဖုန်းတွေကင်မရာတွေလက်စွဲတွေအားလုံးကိုထားခဲ့ရမှာဖြစ်ပြီးတော့ရိုဟန်ကလည်းဒီလောက်ထိလုံခြုံရေးတိကျနေမှုကြီးကိုစိတ်မသက်မသာဖြစ်နေရပါတယ်နောက်တော့သူနဲ့အတူလိုက်လာမဲ့လူတွေရောက်လာပြီးတော့ပြနိုင်မှုဖြစ်တဲ့ဂါချာကပါသူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်စတိုကန်ထဲမှာအတူပြန်လက်ရပေါင်း3,500ခန့်ရှိပြီးတော့ဇီတတီကတော့စွန့်ပစ်ထားတဲ့လက်ရတွေကိုသိသိတဲ့ခန်းဆိုရင်လည်းမမားပါဘူးပြီးတော့လည်းနီဆယ်မွန်ရဲ့လက်ရကိုသူတို့ကလည်းမမြင်ဘူးကြဘူးလို့ဆိုပါတယ်ဇီတတီဆိုတဲ့မြေောက်ခန်းကပိတ်ထားတာ230လောက်တောင်ရှိနေပြီဖြစ်ပြီးတော့ဒီလက်ရကိုလည်းနောက်တစ်ချိန်ပြက်စစ်ကြည့်ရပါကြောင်းမလို့ရိုဟန်နဲ့တူထိုလူတွေကလိုက်လာကြမှာဖြစ်ပါတယ်အဲ့လိုနဲ့ပဲမြေောက်ခန်းထဲကိုရိုဟန်နဲ့ပကြီးပြကန်းကလူတွေကသွားစစ်ကြည့်ကြပါတယ်ရှောင်းလမ်းမှာလည်းကနဝေလက်ရနဲ့ပြည့်နေတဲ့ပကြီးကားချက်တွေရှိနေတာကိုရိုဟန်တယောက်ကတော့ရလက်ရှုမိုးစော်နဲ့ကြီးစုနေခဲ့ရပါတယ်Lift ကအောက်ထပ်ကိုဆင်းပြီးတာနဲ့ပဲဘက်ကီလေးနဲ့ပဲစတိုကန်လေးတဲကိုဖျက်ပြီးတော့မောင်းလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ရိုဟန်နဲ့အတူ reception ကကောင်မလေးရဲ့မိသက်သမား2ယောက်ရဲ့နဲ့ပြတ်တိုင်မှုရဲ့အတူဇီတတီဆိုတဲ့စတိုကန်လေးကိုရောက်ရှိလာခဲ့ကြပါပြီ။စတိုကန်တကားကိုတွန်းပြီးတော့ဖွင့်လိုက်ပေမဲ့လည်းမသုံးတာကြနေပြီဖြစ်လို့တော်တော်အားစားလိုက်ရပါတယ်။နောက်ဆုံးတော့တကားလေးပွင့်သွားပြီးတော့ထဲကပကြီးကားကိုပါရိုဟန်တို့မြင်လိုက်ကြရပါပြီ။အလင်းအောင်လုံးဝမရှိပဲမှောင်ပေးနေတာတော့ပဲဒီပကြီးကားရဲ့တက်မှောင်လာတဲ့ရုပ်လုံးကိုအတိုင်းသားမြင်ရတဲ့အထိကိုမင်းနဲ့လုံးပါတယ်။ပကြီးကားချက်ကမျိုးသမီးတို့ရဲ့ပုံဖြစ်နေပြီးတော့သူတို့ကြည့်နေတော့မှပဲစတိုကန်တကားကရုတ်တရက်ပြတ်ပြီးသွားပါတယ်။အထဲမှာတယောက်ရှိနေတာကိုအဆောင်တွေကမြင်လိုက်ကြလို့ချက်ချင်းပဲမေးထုံးပြီးတော့ကြည့်လိုက်တော့ဘသူမှမရှိတော့တဲ့အပြင်တကားတော့ကပါပြတ်သွားပြန်ပါတယ်ဒီခန်းထဲမှာပကြီးကားတစ်ချက်ကလွယ်ပြီးတော့ဘသူမှရှိမနေပါဘူးအဲ့ဒီချိန်မှာပဲအဆောင်တဝူရဲ့ခေါင်းကကွဲထွက်သွားပြီးတော့သွေးတွေကလည်းရိုဟန်ရဲ့မျက်နှာကိုပါလာဆင်သွားပါတယ်အဲ့ဒီအဆောင်မှာလည်းမျက်နှာချက်တဲ့အထိကိုလွတ်ထွက်သွားပြီးတော့အပေါ်တက်ကမှောင်ရိပ်ကျနေတဲ့နေရာတွေကိုဝင်သွားပြီးပျောက်ကွယ်သွားပါတော့တယ်မျက်စိတမိတ်တွင်းမှာပဲအဆောင်တစ်ယောက်ကတေဆုံးသွားခဲ့ရပြီးတော့ရိုဟန်နောက်မှာပဲဘာတွေဖြစ်နေမှမသိတော့ပါဘူးသူတို့ဖိသားမှာလူရဲတစ်ခုကလည်းဖျက်သွားနေပြီးတော့ reception ကကောင်မလေးကအဲ့ဒါကိုလှမ်းမြင်လိုက်ပါတယ်
နောက်တော့ရိတ်တွေကနေလူတွေထွက်လာကြတော့ပြလိုက်မှုကချက်ချင်းပဲရဲကောကြောင်းကြလိုက်ဖို့လမ်းဝလိုက်ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့မျက်နှာပေါ်ကိုကားပိတ်ရနေပေါ်လာပြီးတော့ပြလိုက်မှုခမမြောက်ခန်းထဲမှာပဲကားနဲ့ချိတ်ခန့်လိုက်ရတယ်လို့မျိုးသေဆုံးသွားခဲ့ရပြန်ပါပြီသေဆုံးသွားတဲ့ပြလိုက်မှုကလည်းမျက်နှာချက်ပေါ်ကိုလွှဲထွက်သွားပြီးတော့အချိတ်တွေကိုထပ်မံပြောက်ကွယ်သွားခဲ့ရပါတယ်စောနာကမောင်ရီတဲကနေထွက်လာတဲ့သူတွေကိုကြံနေသေးတဲ့စောင်းတယောက်ကသိနေပုံရပါတယ်recession ကောင်မလေးကလည်းကြောက်ကြောက်လန့်လန့်နဲ့ပေါ်ကိုတပြေးမဲ့လုံးမှာနေကားပေါ်ကနေစုံတယောက်ကဆင်းလာတာကိုမြင်သွားပါတယ်အဆိုပါလိုထဲကအရှိဆုံးမှရှိနေတဲ့ကလေးကိုမြင်လိုက်တဲ့အချိန်မှာတော့သူမကလည်းစစ်တေသေးသွားခဲ့ပါတယ်ကြံနေသေးတဲ့စောင်းကလည်းစစ်ပွဲမှာတည်သွားပြီဖြစ်တဲ့သူ့ရဲ့မိတ်ဆွေကဘာဖြစ်လို့ဒီကိုရှောင်းနေတာလဲလို့အော်ဟစ်နေခဲ့ပြီးတော့ထုံလုံးနဲ့ထိလိုက်ပြတာကြောင့်ပဲစောင်းခမကြီးစံနေတဲ့ပြစ်ခတ်လိုက်ရသူတို့စကားပေါက်လို့ဖြစ်သွားခဲ့ရပါတယ်သူ့ကိုလည်းအမောင်တို့ကထပ်မံဝိုင်းပြသွားပြီးတော့ရိုဟန်ကတော့အမောင်တို့တွေကနေပေါ်လာတဲ့ဒီလူတွေကလူသေးတွေဖြစ်နေကြပြီးတော့အခုလိုမျိုးဒီမြောက်ခန်းထဲကလူတိုင်းနဲ့ဆက်သက်မှုရှိခဲ့တယ်ဆိုတာကိုလည်းနားလည်စာပြုလာပါပြီrecession ကကောင်မလေးကလည်းတည်သွားတဲ့သူ့ရဲ့ကလေးကိုပါပြင်မြင်လိုက်ရလို့အံ့ဩနေခဲ့ပြီးတော့ဆိုပါလိုထဲမှာဆုံးသွားပြီဖြစ်တဲ့ရိုဟန်ရဲ့ဖွားကလည်းပါဝင်နေခဲ့ပါတယ်ရိုဟန်ကကောင်မလေးကိုလူသေးတွေနဲ့မထိမိဖို့လက်ဆွဲလိုက်ရပြီးတော့အဲ့ဒီအချိန်မှာပဲသူ့နောက်မှာရှိနေတဲ့ပကြီးကားတဲ့ကမျိုးသမီးတူရဲ့ပုံကိုအတိအကျမြင်လိုက်ရပါတယ်ဒါပေမဲ့လည်းကောင်မလေးကရင်နေပြီးတော့တည်ဆုံးသွားတဲ့သူ့ရဲ့ကလေးကိုသူပြင်မြင်လိုက်ရလို့စိတ်ကိုမထိန်နိုင်တော့ဘဲနဲ့သွားထိလိုက်တဲ့အချိန်မှာတော့သူပါရင်နေတယ်လို့ခံစားလိုက်ရပြီးတော့အမောင်လူတွေကိုထပ်မံပြောက်ကွယ်သွားခဲ့ရပါတယ်နောက်ဆုံးမှာတော့ရိုဟန်ပဲကြံမှာတော့တယ်သူ့နာကိုလူသေးတွေဝိုင်းရတဲ့အချိန်မှာတော့သူ့နောက်မှာရှိနေတဲ့ပကြီးကားတဲ့ကနေပါလက်ကြီးထွက်လာပါတယ်မကြခင်မှာပကြီးကားတဲ့ကနေမိန်းကလေးတူထွက်လာပြီးတော့သူမကတော့ထနာဆဲဖြစ်နေခဲ့ပါတယ်ရိုဟန်ဖို့ကတော့ဒီဖြစ်ပျက်ကြီးကအိမ်မဆိုးလာလက်တွေ့လာဆိုတာကိုခွဲခြားဖို့ခက်နေပါပြီလူသေးတွေရောနနာဆဲကရောကပါသူ့ကိုတက်ဖို့စူးစမ်းနေကြပြီးတော့ဖွားဖြစ်သူနဲ့ထိလိုက်ပြီးတဲ့ရိုဟန်ရဲ့လက်ကလည်းပောက်ပွဲထွက်သွားပါတယ်လူသေးကိုကြည့်ကြတဲ့မှာနနာဆဲရဲ့တောင်းပန်တဲ့တန်လေးကိုကြားနေရပါတယ်ကျမတောင်းပန်ပါတယ်သူ့ရဲ့မုန်းတရားကတစ်ချိန်ချိန်မှာပြန်နှိုးထလာမှာပဲဒီလူသေးတွေကလည်းမြောက်ခမ်းရဲ့နေကားတွေကနေထွက်လာခဲ့ကြတာအရှင်ဘွားတုံးကတိတ်ခဲ့ပူကြတဲ့အချင်းဆုံးလူတွေအနေနဲ့ရောက်လာပြီးတော့မင်းရဲ့အသက်ကိုနှုတ်ဦးသွားကြလိမ့်မယ်ဒီဖြစ်ပျက်တွေရဲ့အဓိကတရေကန်ကတော့နိုင်အောင်ချဲထားတဲ့ပကြီးကားချက်ကြောင့်ပဲအဲ့ဒီရာကအသက်ရှိနေတယ်သူ့မှာပြည့်နေနေတဲ့မုံတရားတွေနဲ့အရှိဆုံးလူတွေကိုတုံးချပြီးတော့လှည့်စားတိုက်ခိုက်နေတာကျမကိုခွင့်လို့ပါရိုဟန်တယောက်ကတော့ကြက်တဲတဲကိုရှောင်းနေပါပြီကျန်ရမရတဲ့ဆုံးမှာတော့သူလဲ Heaven Door နဲ့ကိုပိုင်မညက်တွေကိုဖျက်ဆီးပြဖို့ရေးခဲ့လိုက်ပါတယ်မှတ်မိဘူးတဲ့လူတွေအရှိဆုံးလူတွေကိုမသိတော့လို့လူတီတွေကလည်းဆက်မတိုက်ခိုက်တော့ဘဲနဲ့ရိုဟန်တယောက်ကတော့တင်မင်းခွန်းဝါကနေလက်မတေလေးလွတ်လာခဲ့ပါတယ်ဗလာပဲရှိတဲ့ကောင်းနဲ့မြောက်ခန်းလေကားဘော်ကိုတက်ဖို့ကြိုးစားနေပြီးတော့နားမှာလည်းပင့်ငွေတွေကြက်ကိုးတွေပြည့်နေမှောက်ပင်းလို့နေပါတယ်နောက်တော့သူ့လက်မှာရေးထားတဲ့မျက်နှာပေါ်ကစာကိုဖျက်ချလိုက်ဆိုတဲ့စကားကြောင့်ရိုဟန်ကလည်းစောနာကပတ်ညံဖြတ်ဖို့ရေးသားထားတဲ့စာကိုလက်နဲ့ဖျက်လိုက်တော့အရာအားလုံးကိုပြန်တရိရသွားပါတယ်နောက်မှကျန်နေတဲ့ပင့်ကိုအိုကြီးကလည်းနန္နာဆဲရဲ့ပုံစံပြန်လဲဆူစည်းသွားကြပြီးတော့ချိန်စာသိနေတဲ့ဒီကားချက်ကြောင့်ကိုရိုဟန်ကတော့ကိုလေးကြုံမှုသွားပါပြီလုံးဝနှမောက်နေတဲ့တက်ရှိရာတစ်ခုကပင့်ကိုတွေဖြစ်အသွင်ယူထားတာဖြစ်ပြီးတော့နီစဲမိုကလည်းသူကုတ်ခဲ့တဲ့ပဲစီကနေအဲ့ဒီလိုမျိုးစေးမဲတွေကိုရလာခဲ့တာဖြစ်ပါတယ်ဒီစေးရဲ့ပကြီးကားချက်ကိုအနီးကပ်ကြည့်လိုက်တဲ့လူတိုင်းကမဲရောက်သက်ရှိတွေရဲ့အာရုံစိုက်မှုကိုရပြီးတော့အမုန်းတရားတွေနဲ့အတူထုံလူတွေရဲ့မညက်တွေတဲကအချင်းဆုံးလူတွေဖြစ်နေအသွင်ယူပြီးတော့ပြန်လဲတိုက်ခိုက်ကြပါတယ်ဒီလိုဖြစ်ကြီးပြီးသွားတဲ့နောက်မှာတော့ KGB ရိုဟန်ကလည်းဂျပန်နိုင်ငံကိုပြန်လာခဲ့ပြီးတော့နီစဲဝင်ရဲ့အကြောင်းကိုစတင်လေ့လာပါတော့တယ်သူ့ရဲ့မိန်းကလာဆောင်မတိုင်ခင်မှာကွမ်းမြတ်တာခံခဲ့ရလို့ကျန်နေတဲ့မုံတရားတွေကကျိန်းစားတွေဖြစ်နေဆက်လက်ရှင်နေကြတာဖြစ်ပါတယ်သူနဲ့လက်ထပ်မဲ့မျိုးသမီးရဲ့နာမည်ကတော့ KGB တနာဆဲဖြစ်ပါတယ်ပကြီးကားတဲ့ကမျိုးသမီးကသူမရဲ့ပုံဖြစ်ပြီးတော့နီစဲမုံရဲ့တို့သမီးလည်းဖြစ်တယ်လို့မျိုးရိုဟန်နေနဲ့ဆိုရင်လည်းဘိုးဘွားအနေနဲ့တော်ဆက်တဲ့သူဆိုလည်းမမားပါဘူးနန္နာဆဲတည်ဆုံးသွားတဲ့ခါမှာတော့သူမရဲ့ရည်ရွယ်ချက်ကခင်မုံဖြစ်သူရဲ့မုံတရားတွေကိုချိတ်ပိတ်ထားခဲ့ခြင်းတာဖြစ်ပြီးတော့နောက်တော့ရိုဟန်ကနန္နာဆဲကိုမန်ကာမှာယူဆွဲမိလိုက်တာကြောင့်မလို့ခင်မုံဖြစ်သူရဲ့မုံတရားတွေကိုနောက်တစ်ချိန်ပြန်လဲတိုးထလာစေခဲ့ပါတယ်သူမသာအိတ်ကမန်ကာလက်ရတွေကိုမဖျက်ဆီးခဲ့ဘူးဆိုရင်ဒီဇယ်မုံကရိုဟန်ကိုတေချာပေါက်တပ်ပြစ်မှာပါရိုဟန်ကပြတဲ့ကမှတ်ညက်တွေနဲ့သူမနဲ့ပတ်သက်တဲ့မှတ်ညက်တွေအားလုံးကိုဖျက်ဆီးပြီးမှရမှာပါအခြေဦးကိုမေးပြစ်ရှင်ပေမဲ့လည်းလုံးဝမေးပြစ်လို့မရတဲ့ဆန္ဒတွေလိုမျိုးပေါ့အိတ်နွေရတီတုန်းကသူမကဘာဖြစ်လို့ငိုနေတာလဲဘာဖြစ်လို့မပြောမဆိုပဲနဲ့ပျောက်ကွယ်သွားရတာလဲရိုဟန်ကတော့ဖြေတစ်ခုကိုသိလိုက်ရပြီလို့ထင်ပါတယ်လိုပါပြတဲ့ကပြတဲ့မှုနဲ့ပေါင်းပါတွေကိုတော့ဒီနေ့ချိန်ထိရှာလို့မတွေ့ကြသေးပါဘူးအဲ့ဒီမြောက်ခန်းတဲ့အထိလည်းဘသူကမှလိုက်မဆန်ကြတော့လောက်ဘူးလို့ထင်ပါတယ်ရိုဟန်ရဲ့လိုက်နိုဘယ်လေးကတော့ဒီလောက်ပါပဲ live fashion ကလည်းထွက်ထားပြီးပြီဖြစ်လို့မကြည့်ရသေးဘူးဆိုရင်လည်းသွားကြည့်ဖို့တိုက်တွန်းမရစီစစ်မှန်တဲ့နဲ့ရောင်ဘယ်စေးသားထဲမှာမတူဘဲနဲ့နဲ့ရောင်ထပ်ပို့ပြီးတော့နှက်တဲ့ຢာကအမုန်းတရားပါပဲအမုန်းဆိုတာထက်နှက်မောင်နဲ့စေးသားဆိုတာကမရှိတော့ပါဘူးဒီ live novel လေးကနေရှားလာတဲ့ message လေးတစ်ခုပဲဖြစ်ပါတယ်